ဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုညှောင်းဝင်ပေးသွားမယ့်အနေနဲ့ကတော့ Telegram account ဖွင့်တဲ့နည်းကိုညှောင်းဝင်ပေးတော့မှာဖြစ်ပါတယ် Telegram software ထဲကိုဝင်သွားလိုက်ပါမယ် account ဖွင့်ဖို့အတွက်အောက်နာလေးက step ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာဆိုရှိရင်တော့ကျွန်တော်တို့ account ဖွင့်တဲ့အချိန်မှာ Telegram ကနေပြီးတော့ကျွန်တော်တို့စီကိုဖုန်းထိုးလာမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထဲကို pin code ပို့ပေးလာမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့လက်ခံရယူဖို့အတွက် continue ကိုနှိပ်ပေးရမှာဖြစ်ပါတယ် continue ကိုနှိပ်ပေးလိုက်ပါ country နေရာမှာနိုင်ငံကိုရွေးချယ်ပေးလိုက်ပါဥပမာမိတ်ဆွေက Telegram ကိုမလေးရှားကနေဖွင့်မလားThailand ကနေဖွင့်မလားမြန်မာကနေဖွင့်မလားပေါ့နော်နိုင်ငံကိုရွေးချယ်ပေးလိုက်ပါဥပမာမြန်မာဆိုလို့ရှိရင်တော့ဒီနေရာမှာမြန်မာဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါနော်အခုကျွန်တော်ကတော့ Thai နိုင်ငံကနေပြီးတော့ Thai SIM ကတ်နဲ့ဖွင့်မှာဖြစ်တဲ့ကြောင့်လို့ဒီမှာ Thai ကိုကျွန်တော်ရိုက်ရှာလိုက်မယ် Thailand ကိုနှိပ်ပေးလိုက်မယ်Okay Thailand ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ထည့်တဲ့နေရာမှာနိုင်ငံရဲ့ကုတ်နံပါတ်ကအပေါင်း66ပေါ့နော်ဒီလိုမြန်မာဆိုလို့ရှိရင်တော့ဒီအပေါင်း66နေရာမှာအပေါင်း95လာပြီးတော့ပြပေးမှာဖြစ်ပါတယ်သူနည်းတူပဲတခြားနိုင်ငံမှာလည်းပဲကျွန်တော်တို့နိုင်ငံအလိုက်ဒီမှာပေါ့နော်အပေါင်းနောက်မှာနိုင်ငံလိုက်ကုတ်နံပါတ်လေးပြပေးမှာဖြစ်ပါတယ်ဒီနောက်မှာကျွန်တော်တို့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ထည့်တဲ့အချိန်မှာကျွန်တော်တို့ဖုန်းနံပါတ်ရဲ့အရှိဆုံးက3ညကိုမထည့်ဘဲနဲ့3ညကိုကျွန်တော်တို့ကဖြုတ်ပြီးတော့ဒီ3ညရဲ့အနောက်က9နဲ့စလား10နဲ့စလားအဲ့ရနေပြီးတော့မှကျွန်တော်တို့ဖုန်းနံပါတ်ကိုစပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဒေတာဆိုရှင်တော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါဖုန်းနံပါတ်ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်နားလေးကဆက်နေရာမှာနှိပ်ပေးလိုက်ပါကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတေချာတစ်ခါပြန်စစ်ကြည့်လိုက်ပါ Telegram ကနေပြီးတော့ဒီဖုန်းနံပါတ်မှာကုတ်ပို့ပေးလာမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီဖုန်းနံပါတ်ကမားလို့ရှိရင်ကျွန်တော်တို့ Telegram account ဖွင့်တာရမှာမဟုတ်ပါဘူးတေချာလေးစစ်ကြည့်ပါမှန်မှတာလေးကျွန်တော်တို့ yes ကိုနှိပ်ပါဒီလိုမားတယ်ဆိုလို့ရှိရင်တော့ edit ကိုနှိပ်ပြီးတော့မှဖုန်းနံပါတ်ကိုပြန်ပြင်လိုက်ပါမှန်တယ်ဆိုလို့ရှိရင်တော့ yes ကိုနှိပ်ပေးလိုက်ပါကုတ်လက်ခံရရှိဖို့အတွက် continue ကိုနှိပ်ပေးလိုက်ပါခဏဆောင်ပါOkay ဒါဆိုရှင်တော့ automatic ပေါ့နော်ပို့လိုက်တဲ့ဖုန်းနံပါတ်ထဲမှာကို Telegram ကနေပြီးတော့အခုမိတ်ဆွေတို့နေတဲ့အတိုင်းတခါလေးကိုပို့ပေးလာတယ်ပေါ့နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာ Telegram အသုံးပြုမဲ့နာမည်ကိုထည့်ပေးလိုက်ပေါ့နော်အောက်နားလေးကဆက်နေအောင်နှိပ်ပေးလိုက်ပါကဲဒါဆိုရှင်တော့ကျွန်တော်တို့ Telegram account ကိုဖွင့်တာရောက်ရဖြစ်ပါတယ်Telegram account တစ်ခုရောက်သွားပါပြီ။ Okay ဒါဆိုရှင်တော့ကျွန်တော်တို့ Telegram ကိုကျွန်တော်အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်ပေါ့နော်။ Telegram မှာ setting လုပ်တဲ့အပိုင်းလေးတွေကိုတော့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့သင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါ